Hello အားလုံးပဲမင်္ဂလာပါရှင်မဟိမာရှင်ကဲတဲလေးတို့ရေဒီနေ့မှာတော့အားလုံးပဲစောင့်မျှော်နေကြရတဲ့တဖူအီပန်းကြီးကပြန်လာပြီးဖြစ်ပါတယ်တဖူကိုဘယ်နေ့လာမှလဲဆိုပြီးတော့မဟိစီကိုဟိုရင်လာတဲ့ကခဏမေးထားရတယ်မောင်လေးတွေညီမလေးတွေရေဒီနေ့မတ်လ6ရက်နေ့မှာတော့တဖူကြီးကပြန်လာပါပြီအီပန်းရက်ကလေးကကိုတဲလေးကို2လကျော်တောင်ဖြစ်တယ်နော်အီဗန်ရန်ကလေးကဒီနေ့မတ်လ6ရက်နေ့ကနေနောက်ထပ်မေလ17ရက်လောက်ထိသွားတာဆိုတော့ AC ဖြစ်လို့ရပါတယ်ကိုတဲလေးတို့ UC တွေကိုဖြစ်ထဲကြပုံမဟိပြောချင်ပါတယ်ဘာလို့လဲဆိုတော့တဖူအီဗန်က2လကျော်ထိအောင်လာတာလေအီဗန်ကလာကအရန်ကြာကြီးပဲအဲ့တော့ကိုတဲလေးတွေအတွက်ပတ်သက်စုကိုအရန်ဆင်ပြေတယ်နောက်တော့တစ်ခုကရှေ့လာကြလို့ရှိရင်ဧပြီလကြလို့ရှိရင်လည်းတကြံတွင်းမော်နော်တကြံတွင်းမရောက်ဘူး sorry ဧပြီပထမပတ်မှာတဲ့ XO အီဗန်ကြီးကထပ်လာမှာဖြစ်ပါတယ်အဲ့ဒီ XO မှာလည်းXO အကြီးကအရန်လာတယ်ဆိုတော့XO အီဗန်အတွက်လည်းပတ်ချန်ချူလို့ရအောင်လို့ပတ်ချန်နေတခါလေးချိန်လို့ရအောင်လို့မဟိငါပြပေးရဖြစ်ပါတယ်ဒီတဖူးကိုအရန်ကြိုက်တဲ့လူတွေအတွက်ကကိုယ့်အကောင့်မှာမချူဆိုလို့ရှိရင်အခုတည်းကဖောက်နိုင်ပါတယ်အကယ်လို့ရှိပြီးသားလူဆိုလို့ရှိရင်တော့မဖောက်ပါနဲ့ပတ်စံကုန်ပါတယ်စရာရှိပြီးသားလူကဘယ်လိုလုပ်ဖောက်မှာလဲနော်မဟိဆိုလို့ရှိရင်အခုတဖူးကရှိပြီးသားဆိုတော့ဖောက်စရာမလိုတော့ဘူးအဲ့ဒါအရန်မဲ့အဆင်ပြေတယ်တဲဆန်းကတော့တကယ်ကိုအခုမတ်လာတဲ့ကထမင်းနဲ့ရင်ဖြစ်အောင်လုပ်နေပြီးအခုပြီးခဲ့တဲ့လကနေဖော့ချ်ကာအီဗန်နဲ့အဖိုမီတောက်အီဗန်တော့မပြီးသေးဘူးအခုတဖူးကြီးကပြန်လာပြန်ပြီးတော့သူနဲ့တူစကားတွေကM7 တွေက AC32 တွေပါအကုန်ပြန်လာတာဒါအပြင်ဒီလကုန်ကြလို့ရှိရင်ဧပြီလ4ရက်နေ့ကြလို့ရှိရင်ထပ်ပြီးတော့ကြီးကအိဆူကြီးကပြန်လာမှဖြစ်ပြီးတော့အိဆူတက်ကြီးပါတွဲပါလာတယ်အေးလောက်ကြပါအောင်ပလေယာတွေလည်းထမင်းနဲ့ရေးပဲကြမ်းတော့မယ်အီဗန်ကဒီနေ့မှစလာတာဆိုတော့ကိုတဲလေးတွေကိုတစ်ခုလောက်ကြမ်းပေးပြရစီ UC တွေကိုသုံးမစလို့ရှိရင်ဒီနေ့တဖူးကလာတဲ့အတွက်ကြောင့်မလို့ပထမတစ်ရက်မှာတဲဆန်ကတော်တော်များများအပေးကြံနဲ့ပြီးခဲ့တဲ့အဖိုးမှာဆိုလို့ရှိရင်မဟိရဲ့ customer တွေ UC 10လောက်နဲ့ပေါက်ကြတာများရတယ်ပထမတစ်ရက်ပေါ့နော်အဲ့တော့အခုတဖူးဘက်မှာလည်းဒီနေ့ပထမတစ်ရက်ဆချင်းနေ့မှာတဖူးကိုဖောက်ကြည့်ကိုကြံပေးခြင်းပါတယ်ဘာလို့လဲဆိုတော့တဲဆန်ရဲ့သဘောတရားကပထမရက်မှာဆိုလို့ရှိရင်သူကအရန်ကိုအပေးချက်ပါတယ်ကဲတဲလေးတို့မေးတော့မလို့ဒီမှာ UC ထဲလို့ရှိရင်အပေါ်ပြန်ရရတယ် event လေးလည်းဒီနေ့လာနေပါတယ်နော်သူ့ရဲ့ event တိတ်ကလေးကတော့ဒီနေ့ကနေဒီလောက်ကုန်ထိဆိုတော့သူကတလနီးပါလောက်UC ပို့ရတဲ့ event လေးပေးထားပါတယ်ဒါလေးကတော့ M7 ခရမ်းရောင်လှလေးဖြစ်ပါတယ်လှပေးမဟိန်းတော့ M7 ကိုတိတ်မကြိုက်ဘူးပြီးတော့ပေးမှာစကားလေးနဲ့ပြန်လာပါတယ်အဲ့တော့တဖူးအနေနဲ့ပေါ့နော်တဖူးလိုမျိုးစုံနဲ့ဖြစ်သွားအောင်လို့ M7 ကိုဖောက်မဆလို့ရှိရင်လည်းရပါတယ် M7 က crazy အတွက်ပေါ့နော်ဟိန်းကတော့အဓိကက M7 ကိုအလောက်မကြိုက်တဲ့အတွက်ကြောင့်မလို့ M7 ကိုတော့ဖောက်တော့ပါဘူးတဲဆန်ကသူကတဖူးတစ်ခုလည်းပြန်လာမယ်တော့ထင်လိုက်တာတကယ်တော့လို့မဟုတ်ဘူးသူနဲ့တွဲရပေါ့နော်စကား LD ကိုM7 တွေကအကုန်လုံးပြန်လာတာတွေ့ရပါတယ်ဒီ Trail Rebellion ဆိုလို့ရှိရင်လည်းသူခေသူခါတော့ငါသူပေါ်ကစားတာဆိုလို့ရှိရင်အရန်နဲ့မှကိုအပိချမ်းကြတယ်ကိုတဲလေးတို့မဟင်းတယောက်ခင်မကြိုက်တာလားတော့မသိဘူးဒါလေးကစကားလေးပေါ့နော်စကားလေးကလည်းသူကလည်းသူလှတော့လှရှာပါကဲတဲလေးတို့ရေဒီနေ UC နည်းနည်းလေးနဲ့တဖူကိုလိုချင်သူများအများဆုံးကြပါစေလို့မဟင်းကဆုတောင်းပေးလိုက်ပါတယ်နော်တတ